မင်္ဂလာပါပရိသတ်ကြီးများရှင်ဒီနေ့မှာတော့ပရိသတ်တွေရဲ့အရင်ကိုစက်ဝန်စားပြီးအားချနေကြတဲ့မိုဒယ်မင်းသမီးချောလေးတတထွန်းနဲ့တရုတ်ဆောင်ရထောင်းခေါင်တို့ရဲ့ချုံမိန်လွန်းတဲ့အခြေအအကြောင်းကိုတန်းဆက်ပေးသွားမှာဖြစ်ပါတယ်တတထွန်းဆိုတာနဲ့အနုပညာလောကမှာတမကားပဲ Beauty Queen တယောက်အနေနဲ့ပါပရိသတ်တွေကြားမှာရေပန်းစားခဲ့သူတယောက်ဖြစ်ပါတယ်အလားတူပဲညွထွန်းခေါင်ကလည်းသူရဲ့တည်ငြိမ်တဲ့အပြုံးစူးစမ်းမှုတွေနဲ့အတူပရိသတ်တွေရဲ့အခြေကိုရရှိထားတဲ့မင်းသားတယောက်ဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့အခြေစလန်လေးကတော့အနုပညာအလုပ်တွေအတူတူလှုပ်ဆောင်ရန်စားတင်ခဲ့တာဖြစ်ပါတယ်စတင်ကမန်ခါစားမှာတော့လုတ်ဖို့ကိုင်းဖက်တငယ်ချင်းကောင်းတွေအဖြစ်ကနေစတင်ခဲ့ကြပေမဲ့လည်းတယောက်ရဲ့စိတ်ဓာတ်နဲ့စူးစမ်းမှုတွေကိုတယောက်ကအပြင်းလန်းလေးစားတံပိုးထားမိရန်ကနေမြတ်တာမျှခဲ့ကြတာဖြစ်ပါတယ်သူတို့ရဲ့ဆက်ဆံရေးမှာထူးခြားတာတစ်ခုကတော့တယောက်နဲ့တယောက်အမြဲတမ်းပံ့ပိုးကူညီပေးတတ်ကြတာပဲဖြစ်ပါတယ်ထထထွန်းရဲ့အနုပညာလှူရှာမှုတွေစီးပွားရေးလုပ်ငန်းတွေမှာညထောင်းခေါင်ကပေးကနေအမြဲတမ်းအားပေးကူညီပေးလေးရှိသလိုညထောင်းခေါင်ရဲ့တရုတ်ဆောင်မှုနဲ့အနုပညာလမ်းကြောင်းမှာလည်းထထထွန်းကအမြဲတမ်းအားဖြည့်ပေးလေးရှိပါတယ်ပရိသတ်တွေပို့ပြီးအားကြရတဲ့အချက်ကတော့သူတို့နှစ်ယောက်ရဲ့ပွန်လန်းပြီးရိုးသားတဲ့အချက်တွေကြောင့်ပဲဖြစ်ပါတယ်လူမှုကွန်ရက်ပေါ်မှာတန်လေးရှိတဲ့သူတို့နှစ်ယောက်ရဲ့ပုံလေးတွေခရီးသွားမတန်လေးတွေနဲ့ချစ်စပွဲဗီဒီယိုလေးတွေဟာပရိသတ်တွေရဲ့ရန်ကိုအမြဲတမ်းအေးမြစေခဲ့ပါတယ်တယောက်ကိုတယောက်လေးစားမှုနားလည်မှုတို့နဲ့တည်ဆောက်ထားတဲ့သူတို့ရဲ့အခြေရေးဟာအနုပညာလောကမှာအတူယူစရာအခြေရေးတစ်ခုအဖြစ်စံပြဖြစ်နေပါတယ်။ထချက်ထွန်းနဲ့ညင်ထွက်ခေါင်တို့ဟာလည်းဘဝရဲ့ပျော်ရွှင်မှုတွေစင်ခေါ်မှုတွေကိုအတူတူရင်ဆိုင်ရဲ့ပြည်သက်တွေချေရတဲ့ဆုံတွေလည်းဖြစ်ဆက်လက်ရည်တည်နေကြတာဖြစ်ပါတယ်။လောကမှာအချစ်ဆက်ဆိုတာအခက်အခဲတွေကိုအတူတူဖြတ်ကျော်ပြီးတယောက်လက်ကိုတယောက်မြင်မြင်စုပ်ကိုင်ထားနိုင်တာကိုဆိုလိုတာဖြစ်ပါတယ်။အခုလိုမျိုးပြည်သက်တွေအားကြရတဲ့သူတို့နှစ်ယောက်ရဲ့အခြေရေးလေးရေရှည်တည်တဲ့ပြီးနားလည်မှုတွေချစ်ချင်းတရားတွေနဲ့အတူဘဝခီလန်ကိုဒါရဖြောင်ပြိုးစွာရှောက်လန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပြည်သက်ရောက်စီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။